ခင်ဗျားကိုပြောပါဦးအခုအိမ်မှာဘာနဲ့စားနေလဲကျွန်တော်တို့အခုအချိန်မှာကျွန်တော်တို့ဟိုအားလေးလုပ်ဒီအားလေးလုပ်နေဟိုလေးတွေကလေးဆိုတာတငါလောက်စားရလားဘာရှာစားလဲတငါလောက်တာဆန်ရောလုံလောက်ရှိသေးလားမရှိတော့ဆန်မရှိတော့ခါဘာလဲဘာတွေစားလဲစားထိုးပြီးတော့ရတဲ့ဟာလေးသွားရှာတယ်တလုံးရတလုံးပြုတ်တော့တယ်နှလုံးပြုတ်တော့တယ်နတ်မှန်တဲ့ခါတော့နတ်မှန်ကိုချက်ထားတယ်ကျွန်တော်တို့ဆံပြုတ်တော့တယ်ရေဘယ်နည်းလောက်ဖြတ်ခဲ့ရပြီလဲများတာပေါ့တန်ခါပြုတ်တော့ကြတာကျွန်တော်6ရောက်9ရက်ပေါ့ကျွန်တော်ဒါသမီးကြီးရအခု6ရောက်9ရောက်ရှိတယ်အဲ့လိုမျိုးပုံစံမျိုးပေါ့ကြောင်းတော့မတက်နိုင်ဘူးချုပ်တယ်ကျွန်တော်တို့သားတို့ဆံပြုတ်ဘယ်နှခါတောက်ပြီးပြီလဲဒီငါးခါလောက်တောက်ပြီးသွားပြီအေးဆံဘိုက်စားတာပေါ့သားတို့အဲ့ချိန်မှာဒီလိုလေကျောင်းသားတွေလည်းပြန့်နေတယ်ကျောင်းကလည်းမတက်ရဘူးအခုကလေးရလည်းမကောင်းကိုကအချောင်းဝါလုပ်နေတဲ့အချိန်ကြတော့လေရတဲ့ခါရတယ်မရတဲ့ခါမရဘူးပေါ့အဲ့ဒါမျိုးအေးပေါ့ခုဆန်၄ပြီဆိုဘယ်နည်းလောက်အကယ်ဆံပြုတ်ပြုတ်တောက်မယ်ပဲထားအောင်ဘယ်နည်းလောက်စားလို့တောက်လို့ရမလဲ၄ပြီဆိုရင်ဆန်၄ပြီဆိုလို့ကျွန်တော်တို့မိသားစု9ယောက်ရှိတယ်ဟုတ်ကဲ့အဲ့9ယောက်ကို3ရက်လောက်ကတော့ကောင်းမှစားလို့ရတယ်ကျန်တဲ့ရက်ကတော့ဆန်လို့ပြောရလို့ရတယ်3ရက်လောက်တော့လောက်မလို့နော်မိသားစု9ယောက်ကိုနော်ဟုတ်ပြီအလူရှင်တွေဘယ်လိုပြောချင်ပါလဲစိတ်ထဲမှာအလူရှင်တွေကိုနိုင်ငံသားတွေကိုအခုလိုလားလူတဲ့ဥစ္စာစူတောင်းမြတ်တာပို့တယ်ပေါ့ဟုတ်ကဲ့နော်စူတောင်းမြတ်တာပို့တယ်အခုလိုပြတ်ဆက်နေတဲ့အချိန်ခါမျိုးလေးမှာအခုလိုလာပြီးတော့အခွင့်အရေးပေးတဲ့ဥစ္စာကိုကျွန်တော်ထိုင်းနဲ့ရှင်းဖို့ခြင်းတယ်ပေါ့အားလုံးစိတ်တောင်းကျွန်တော်တို့ပောက်ပါတယ်ဟုတ်ကဲ့ပါအလူရှင်တွေကိုနော်ကျွန်တော်တို့ထပ်ဆင့်ခိုင်းပြောပြလိုက်ပါမယ်ဆန်လက်ခံရရှိတဲ့လူဒီကြွားသားတွေကထိုင်းရှိခိုးခြင်းထိုင်းရှိခိုးမတက်ကျေးဇူးတင်နေဆိုတဲ့အကြောင်းလေးပေါ့နော်ဟုတ်ပါသွားဆန်သွားယူလိုက်ပါဦးသွားနာမည်မဖော်သေးတော့မသွားရတယ်ဟုတ်ပြီတတအကြောင်းဘယ်နှစ်တန်းတက်တော့နှစ်တန်းတတပိန်နေသမင်းမဝလို့လားသမင်းမဝလို့ပိန်နေတာပေါ့ငါးတွေစားပြီလားငါးတွေပါနဲ့စားတယ်ငါးတွေငါးဟင်းနဲ့စားတာတတဘယ်နှစ်တန်းလဲဟဲ့သူငယ်လားအခုကြောင်းမတက်ရတာဘယ်လောက်ကြာပြီလဲ3ရက်လောက်ကြာပြီအေးတိုက်ကောစားနေသေးလားအခုခိုက်စားတယ်ပေါ့အဲ့ဒါရင်ထမင်းဝအောင်စားနော်စံနေမြန်ဒီမှာဥလို့လှူခဲ့ပြီနော်စံပြုတ်ကြည့်ပဲမတော့နဲ့နော်ထမင်းဝအောင်စားကြလားနော်အေးကိုနာလေးတစ်ချက်တော့ပိုက်ပြင်းနေတယ်ဘာလို့တောက်ရည်ဘာနဲ့တောက်နေလဲခုဘုံเจ้าမှာတောက်ခတ်တယ်ဘုံเจ้าမှာတုံခင်ရှိတယ်လားဘာနဲ့လဲတွင်းရင်ရှိတယ်ပေါ့လေးဖာနေတာလားဆေးနေတာဟုတ်ကားရည်ဆေးတယ်လို့လှီရည်ဆေးနေတာလှီကရေထဲနေတာဆေးစရာလိုသေးလားရေနဲ့ထိနေတာရေကြီးတွေတက်တယ်ရေနီးထိနေလဲရေကြီးတက်တယ်ပေါ့ဟုတ်အေးဒါပါတဲလေးတွေနတ်လည်းရင်နစ်နေတာပေါ့ဟုတ်ကဲ့နတ်ရင်နစ်တဲ့ခစ်ပေါ့ဒါဆိုရင်နတ်တယ်ဟိုလူကနစ်တယ်ဒီဘေးကနတ်တယ်ကဆက်သုံးနေအောင်ဟုတ်ကဲ့ပါအခုအလုံးမြင်တွေ့ရတဲ့အခြေအနေပါပဲတန်းစင်လကြည်ရွာမှာဒါအရောက်ပေါက်တစ်ချိန်လောက်ပဲရှိခဲ့ပါသေးတယ်WFP စားနပ်ရိက္ခာ program ကလည်းလာလူသွားတယ်လို့ကြားရပါတယ်အဲ့တော့ရာသီကတိုင်းအနေနဲ့ကတော့စံပြုတ်နဲ့နှစ်ပါးသွားတဲ့ရက်တော်တော်များခဲ့ပြီလို့အခုကျွန်တော်မေးမြန်းချက်ရသိရပါတယ်အခုကျွန်တော်တို့လာပြီးတဲ့ဆို၄ပြည်ကလည်းတို့3ရက်စာ4ရက်စာလောက်ပဲရမှာပါကျန်တဲ့ရက်တွေကတော့ထုံးစံတိုင်းရှိတဲ့ကြာယိုးလေးတွေစံပြုတ်လေးတွေငါးပြုတ်လေးနဲ့တို့စကန်ဆက်သွားအောင်ပါပဲဒါစင်မကောင်းချင်းကြီးစွာဖြစ်ပေါ်ရင်းနဲ့ပဲကျွန်တော်တို့ဆက်လိုက်ပြီးကူညီပေးနိုင်မှုတွေဒီသဘောအပြီးဖြစ်တဲ့ရေတွေတက်နေတဲ့ဘေးကနေပြီးတော့အမြန်ဆုံးရေဖောက်ချနိုင်မှုရေတွေရောကျသွားနိုင်ဖို့ဝန်သာပြန်စားနိုင်ဖို့ခွင့်လန်းနေဖန်တီးပေးဖို့ကျွန်တော်တို့စူးစမ်းကြအောင်မှာဖြစ်ပါတယ်